ခဏလေးအခု၄နိုင်ခွဲ၄နိုင်ခွဲမြောင်းမြမျိုးတူတူမကြီးကနေကျွန်တော်နည်းနည်းတော့ကြော်လာပြီနော်ဒါပေမဲ့အခုပြောရင်တော့ရတယ်ဒါပေမဲ့ပြောရမှာတွေကများတော့ဒီသူများတွေကနေထဲမှာလည်းကျွန်တော်မပြောချင်ဘူးနော်အားချောင်းတဲ့ကောင်တွေလည်းဝင်မနော်ဝင်မဟိုမှာဘလို့နေရတယ်ဘလို့ပြောရတယ်ဘသူဖေးခေါ်မှမသိဘူးဒါတော့ကိုစောက်ထားတဲ့ကိုသွားတာနော်ကိုစောက်စစ်ကိုဆိုင်ကကိုနေထားတဲ့ကိုသွားတာအဲ့တော့အဲ့လိုတွေကြုံရတယ်ဘူးမဒီကောမဒီနဲ့ဝင်လာပဲဆိုရင်အဲ့ဒါနော်မင်းတို့တွေနော်မရရဗီဒီယိုလိုက်အောင်တိုက်တယ်မငါလည်းဆောက်ရမှာလုံးမခံမဘူးငါလုံးဝကိုကြည့်တော့စောက်ခွက်တွေကပရိုဖိုင်မှာလည်းမတည်ရဘူးကျန်ဘာသာပေါ့ဗျာမရာပုံနေတင်ပြီးတော့နော်ကျွန်တော်ဒီညအိမ်ပြန်ရောက်တယ်ကျွန်တော်တီးခဲ့လိုက်ကျွန်တော်ကြုံခဲ့တယ်ဟာအမှန်တရားအကုန်ချပြပေးပါညောင်းမြနေကန်အဖွဲကြီးတစ်ခုကအကိုတယောက်ဖုန်းနံပါတ်ကျွန်တော်မှရှိတယ်ကျွန်တော်ပို့တယ်သူ့နံပါတ်ဘယ်သူအကုန်ရှိတယ်ကျွန်တော်မှအဲ့ဒါကျွန်တော်လည်းဝမ်းသာသွားတာပေါ့နော်အဲ့ဖွဲကြီးကျွန်တော်လည်းအဲ့ဖွဲကြီးကိုကျွန်တော်ကသဘောကျတယ်ငကိုတွေကရန်ကုန်လည်းအဲ့ဖွဲကြီးကဒူတွေနဲ့ကျွန်တော်လည်းရင်းနှီးတယ်သဘောကျတယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျွန်တော်ဖုန်းဆက်လိုက်ကောင်ညီလေးအကိုရေရောမမြင်ဘူးအသက်ကြီးလာတယ်အကိုရေကျွန်တော်ညောင်းနေပါတယ်အကိုပေါ့အဲ့ဒါအကိုနဲ့ကျွန်တော်တို့မြင်ချင်းဆိုင်ပြီးတော့မိတ်ဆိုင်ရင်းနဲ့အကိုကျွန်တော်တခုအခမ်းပြရစီโอเคညီလေးလာခဲ့မယ်တဲ့ညီလေးလည်းပြောသေးတယ်ဘာကိစ္စကြည့်လို့လဲတဲ့ဆိုရောက်လာတဲ့ဒီစကားပြောမှာဆိုတော့အကိုရေလို့ကျွန်တော်ဒီကလေးမလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်လာတာလို့အဲ့ဒါကလေးမလေးကြီးကျွန်တော်သွားကြည့်တယ်အကိုပြီးကလေးမလေးတို့ကျွန်တော်ရုပ်တရက်လက်ဆောင်ပေးနေတယ်ပြီးတော့ကလေးမကြီးစိတ်လည်းမကြောက်ဘူးလေကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့မျိုးမျိုးစူးစမ်းပြီးတော့ကျွန်တော်စကားလေးတွေပြောနေတယ်ပြီးတော့သူမိပါနေတယ်သူညီကောင်မတော်တွေတွေ့တဲ့ခါမှာတင်ကြိုင်နဲ့ပတ်သက်လို့ရန်ကုန်မှာကျွန်တော်ပါဝင်ကျွန်တော်ညီလေးတယောက်ရှိသေးတယ်အဲ့မှာကျွန်တော် file နဲ့ပတ်သက်ပြီးတော့ရှင်းမိတာကျွန်တော်ညီလေးနော်သူအပါဝင်ကျွန်တော်လေးသားနဲ့တောင်းချမိုက်ရောက်ရှိသေးတယ်ဒီကလေးလေးကိုကိုပိုင်တောင်းလေးထားပေးချင်တာအဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဆောင်ရွက်ပေးချင်တဲ့ဟာလေးတွေကျွန်တော်ဟိုဘက်ကလည်း channel လေးလုပ်ပြီးတော့ပြောစုပြချင်တယ်ပါကျွန်တော်အဲ့လိုကျွန်တော်ဖုန်းရပြောလိုက်ပေါ့ okay တဲ့ညီလေးခုပမာလဲတဲ့ကျွန်တော်အဲ့ဒီကလေးမလေးအိမ်မဆောင်တော့လည်းပေးထိုင်ပါကိုကြီး okay ကိုခုထွက်လာပြီတဲ့အဲ့တော့ကျွန်တော်တပည့်အလားပါတော့ဘောနော်အဲ့မှာကျွန်တော်ကူညီမဲ့ကောင်မလေးတွေနဲ့စကားတွေပဲပြောဆိုနေတဲ့အချိန်တော်တော်ကြာလိုက်တာလည်းဒါကြာကြီးလို့ပြောကြာတော့ကျွန်တော်အမြောင်းများမျိုးကအဲ့လိုမကြည့်ဘူးလေဒီကိုဘာလာတော့ကုန်းကြောင်းလားနွားလဲလေလားစွာနေလားကိုလည်းတွေးတာပေါ့နော်အဲ့ဒါနဲ့ဘာကိုဖုန်းဆက်လိုက်တာအကိုကြီးဆိုအဲ့ဒါပြောတာတော့ရှင်းတယ်နော်ဒီနေ့ကအကိုကြီးဒီနေ့မအားတော့ဘူးတဲ့ကိုကြီးနေသွားတော့မှာအကိုကြီးဒီနေ့မအားတော့ဘူးတဲ့တင်ကမအားတော့ဘူးနေသွားတော့မယ်ပြီးတော့ပြတ်သွားပြီတော့ခဏလေးတော့တွေးလို့မရတော့ဘူးနော်တော့ညောင်းတော့မရှိတော့ဘူးနော်နေသွားတော့မှာရှင်းတယ်တော့ပြောတာတယ်သူကဟာအကိုရဲ့ဟိုဒီညီအားတော့ကွာနောက်ခေါင်းကြီးမှတွေ့မှညီလေးရတယ်ထားလိုက်တော့တကယ်ဒါတရားသွားပြီအဲ့ဒီမှာဒါဒီအကူဆိုရင်နော်အဝေးကြီးကနေသွားရတာနော်ရန်ကုန်ကနေပြီးတော့မြောင်းမြောက်တကူတကသွားရတာဗျနော်နေခင်ဖြစ်တဲ့သူကနော်မလာခင်တော့တမျိုးရောက်သွားတော့တမျိုးဗျတကယ်ကိုလေးစားဖို့ကောင်းတဲ့လူတွေပဲဗျနော်ဒီမှာကျွန်တော်ကူညီတဲ့လင်မယားကောင်မလေးတော့အဲ့ပြန်လာအောင်ကောင်မလေးရဲ့ဦးလေးကတော့တွေ့ပြန်လာတော့ပြောပြန်လာအစမပြေဘူးကိုကြီးတဲ့ဘာလို့ဆိုတော့လက်ရှိမှာလည်းအခုလောလောဆယ်မိမိတို့ကလည်းမနိုးသေးဘူးအိတ်နေတော့နဲ့ချစ်တုံလေးကလည်းအိတ်နေတော့ခလေးကလည်းအိတ်ပုတ်ကြီးချစ်လို့စားတာနော်အိတ်နေတော့နဲ့ပြီးတော့ဟိုပါပေါ့သူတို့ဘက်ကဘာလဲဆိုတော့ခဏနေပါဦးစောင့်ပါဦးအဲ့လိုမျိုးကြီးပြောထားတဲ့အတွက်ဒီရတဲ့ပတ်သက်လို့ဒီ case နဲ့ပတ်သက်လို့ decision မချရသေးဘူးနော်အကြောင်းပြန်တော့အဲ့လိုမျိုးပြောထားတာတစ်ဖက်ကမိသားစုဝင်တွေကဘာတောင်းဆိုထားလဲဆိုရင်နားရကြတော့နော်ဟိုလိုမျိုးဝရူရဘယ်မှာပေါလို့ပဲသားလေးလာပြောတာမဟုတ်ဘူးကာကရှင်ရဲ့အုတ်ထင်းသူဟယ်လိုနဲ့နားပြောတာဒီမနေ့မှပြောတာသူတို့ဘက်ကညနေတဲ့ကလေးတွေကိုကြောင်းထုတ်ဖို့မတောင်းဆိုဘူးကြောင်းပြောင်းပြီးချစ်တော်အဲ့ကြောင်းပဲတက်ပါသူငယ်တဲ့ကလေးကြောင်းအကြမ်းပဲတက်မယ်ကြောင်းပြောင်းပြီးနောက်တစ်ချက်ကဗီဒီယိုမရိုက်ဘူး live မတင်ဘူးကာကရှင်တွေဘက်ကချစ်တော်တော့ပြန်ပြီးကျူးလုံးတဲ့ကလေးတွေပြန်တောင်းမှန်ပြီးโอเคအဲ့ဒါကိုတစ်ဖက်က
ကျိုးလုံးသူတွေနဲ့ပတ်သက်ပြီးတော့ကာကရှင်ကျိုးလုံးနဲ့ကာကရှင်မိဘတွေကိုဒီဘက်ကချစ်ချစ်တော်ရဲ့တာဝန်လူတွေမမြင်မှုသေးဘူးလာလိုက်ရင်အိမ်ဘေးလားဟိုကလမ်းတွေကဒီလမ်းကလူဆိုတဲ့လူတွေပဲလာတာအဲ့တော့ဒီဘက်ကမြင်နေတဲ့ပတ်သက်တဲ့ဘက်ကလူကြီးတောင်းရှိတဲ့လူတွေကလည်းအဲ့ဒီတောင်းဆိုချက်ကလေးနှစ်ချက်ကိုအခုတည်းဒီမဖြေရှင်းပေးနိုင်သေးတာပါတဲ့အခုကျွန်တော်ဖုန်းဆက်တော့ဒါ၄ရက်ရှိသွားပြီတဲ့ခဏဆောင်ပါဦးဟုတ်ပါပြီလုပ်ပေးမယ်ဆိုပြီးတော့၄ရက်ရှိသွားပြီတဲ့ဟောလို့ကလည်းအဲ့လိုမျိုးတော့ကြာချင်မဆောင်နိုင်တော့ဘူးတဲ့ဟုတ်လားအဲ့ဘက်ကလူတွေလည်းကျွန်တော်ကသတင်းသမားလည်းမဟုတ်ဘူးဒါလည်းမို့ကျွန်တော်ကစိတ်ကနာချက်တစ်ခုနဲ့ဒီဘောပါလာဒီကိစ္စတစ်ခုပေါ့ကူနော်အေးကျွန်တော်မှလည်းကျွန်တော်လည်းပတ်သက်ကြောင်းအတိုင်းဝဲမိတ်ဆွေဖွဲ့စည်းတင်ငယ်ချင်းပေါင်းစည်းတွေရှိတယ်ဒါလေးတော့မမကန်ကန်လေးဖြစ်အောင်ကူညီဆောင်ရွက်ပေးလိုက်ဟိုကလည်းနေမငါတိုင်းပြန်တောင်းဆိုတာမဟုတ်ဘူးနော်ကာကန်ရှင်ဘက်ကလည်းအဲ့ဒါမျိုးလေးပဲလုပ်ပေးနော်ဒီဗီဒီယိုကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုးပြီးခဲ့တဲ့2024မှာခရေကချစ်ချစ်တော့6တန်းအခုပြန်တက်ရ6တန်းတာအဲ့ဒီမှာ6တန်းမဖြေလဲအောင်မဖြေရဘူးအဲ့ဒီချိန်နေဘလုံးကတက်ဖြေလို့မရဘူးလေဆောင်းဝဲနော်ဆောင်းဝဲဖြေလဲအောင်အခုပြန်တက်6တန်းမပြန်တက်မှာအဲ့ဒီဘက်ကအဲ့ဗီဒီယိုပဲ line ပေါ်တင်ပြီးကျူးလွန်တဲ့အုပ်စုတွေကိုအင်မတန်မှကြောက်စရာကောင်းပြီးကြီးလေးတဲ့အပြစ်ဒဏ်ကြီးချလိုက်တယ်မနစ်ကသိလားကြောင်းနှစ်ပတ်နားလာခိုင်းလိုက်တယ်မရိုင်းလိုက်တော့ကြီးလေးတဲ့အပြစ်ဒဏ်ကြီးတော့ဟိုမှာ6တန်းနဲ့6တန်းဖြစ်သွားတယ်အခုလည်း6တန်းပဲအဲ့လိုမျိုးတရားမျှတမှုကိုရှာမယ်ဆိုရင်အဲ့မှာသွားရှာမှန်တရားဘတ်တော်အားတွေပဲမှာတကယ်လေးတော့ကောင်းတယ်နာမည်ထုတ်မပြောသေးဘူးနော်နောက်တော့ရရှိန်မြင့်အောင်ရှိနာမည်ပြောလို့ဖန်ခံမယ်ဆိုလည်းပြောမှာဒီလားရှင်းလေးထားလိုက်တော့မနေ့ကကိစ္စအခုလည်းဒီကလေးတွေကိုကြောင်းလေးပြောင်းပေးနော်အေးပြောမယ် line ပေါ်မှာပြောထားတဲ့ဟိုကိုကြီးဒီကလေးမလေးကဘလို့ဗီဒီယိုဖိုင်တင်တာပါဘလို့လေးဘယ်ဟို HD ပို့တာပါညာခုတယောက်ဖြစ်မယ်အသေးပွဲဖြစ်မယ်အုပ်စုလိုက်ဖြစ်မယ်တေးကြတဲ့ကဟိုလူဆိုးလူမိုက်တွေပြောတာမဟုတ်တော့အုပ်စုလိုက်ဆိုတာမတွေးဖို့ပြောထားလို့လက်မခံဖို့ပြောထားတာအန်ဒီတယောက်ကြီးကျွန်တော်ပြောမယ်နော်အန်ဒီတယောက်ကိုလည်းအန်ဒီကိုဘဝထူထူထောင်းထောင်းနော်တဲ့လားတစ်ဖက်အတိုင်းဝိုင်းမိသားစုလာပြီးတော့လေသူတို့ကစိတ်အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာထပ်ပြီးတော့မှဘလို့လေးလိန်ပြောပေးပါတော့ဘလို့လေးညာပြောပေးပါတော့မလုပ်နဲ့နော်အန်ဒီနာမည်လည်းကျွန်တော်သိတယ်အန်ဒီဘယ်ရဆိုလဲကျွန်တော်သိတယ်ကျွန်တော်ဒီဝိုင်းနေတာပြောပြလိုက်အန်ဒီအုံတိုင်းကိုဂျုံတွေပါလန်သွားမယ်နော်ဘာဖြစ်တယ်မေးလာတယ်လို့ရှိရင်ကလေးလေးကျမ်းပါရေးတော်တော်မကောင်းလို့ကြောင်းမတက်တာပါလို့ပြောပေးပါဟလားသိမနှုံနဲ့ကျွန်တော်လည်းစိတ်သိရှိရမဟုတ်ဘူးယူပြီးထပြောလိုက်ရတာသိလားကဲဒါပဲတော့ဟိုမှာသွားတွေးဖို့ပြီးခက်ခဲတယ်ဒါပေမဲ့ဘာအဆက်တော့မရဘူးလို့ကျွန်တော်ပြန်လဲချိန်မှာကျွန်တော်တို့အဲ့မင်းညာအဲ့ချန်ဂျီယိုတိုက်ခဲ့လို့ sorry အဲ့လမ်းလည်းဟာတိုက်ခဲ့လို့ရှင်းမဲ့နေရောက်ကနေတော့ဖုန်းကြီးကျွန်တော်ချစ်တုံနဲ့ဖုန်းပြောရတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်လေးမရတော့အဲ့ရအယုတ်တော့ပေးနေချစ်တုံဖုန်းပေးပြောတာချစ်တုံတို့ပေါ့နော်ခလေးသမီးလေးဒီသမီးလေးစိတ်တက်မကြရအောင်ဟိုစိတ်တန်ရကြောင်းလူပြိုရိုင်းလဲမသွားအောင်ဒီလိုဖြစ်ရည်နဲ့ဒီလိုဖြစ်ရည်ကြောင်းဘောကိုအရှုံးပေးလိုက်เสียမလို့ဘူးဆိုတဲ့အကြောင်းတွေပြီးတော့ခွန်ဝပြန်ဖြစ်စီမှာကျွန်တော်ဟိုဘယ်လိုလဲကျွန်တော်အုံနောက်နဲ့တွေးနိုင်တော့တွေးတယ်ကျွန်တော်ရင်မတည်းကကျွန်တော်နှလုံးသားနဲ့ကျွန်တော်စကားပြောခဲ့တယ်တကယ်လေးလေးနက်နက်ကလေးကျွန်တော်ပြောပြခဲ့တယ်ဗီဒီယိုဖိုင်လေးကျွန်တော်ဒီကိုအခုကျွန်တော်ပြမယ်ပုံပြဖို့ပဲဒီရုပ်လေးသူလက်ခံထားတယ်ဆိုတဲ့အကြောင်းဖတ်ထားတယ်ပြီးတော့ကျွန်တော်သူ့အတွက်ခွန်အားဖြစ်စီမဲ့ဟာပေါ့နော်သမီးလေးကိုခွန်အားဖြစ်မဲ့အားပေးမဲ့စကားလေးပြောခဲ့ပါအောင်ဆိုပြီးကျွန်တော်တောင်းဆိုရတယ်ဒီပေါ်မှာဆွေမျိုးတွေအကုန်လုံးကျွန်တော်လည်းပြောတတ်တဲ့လောက်လေးတော့ပြောခဲ့တယ်ကျွန်တော်ဗီဒီယိုဖိုင်လေးကျွန်တော်ဗီဒီယိုရိုက်ပြီးတော့ပေးခဲ့တယ်အဲ့ဒါလေးကိုလည်းသူကြည့်နေတယ်တကယ်အဲ့လိုမျိုးလေးဒီလာတော့ပြန်လာတဲ့အချိန်မှာတော့
အရှိမလည်းဖြစ်နေတဲ့ကိစ္စကြီးရှင်းအောင်လို့ဆိုတော့စိတ်ပူပန်ပြီးတော့ညှင်းနေတဲ့အချိန်လေးတော့တာကဘာမှမတွေ့ရအောင်မပြုရပါတော့သူနဲ့လည်းဖုန်းကိုယ်တိုင်ပြောလိုက်ရတော့ပြောတော့နော်စိတ်လည်းကျဉ်တတ်တာပေါ့ပြီးတော့ချက်ချင်းကျွန်တော်ရုပ်ကိုသူဖတ်ထားတဲ့ပုံပြီးတော့ကျွန်တော်ထားခဲ့တဲ့ video file ကိုဒီရက်ကြည့်နေတဲ့ပုံကျွန်တော်လိုင်းမို့တင်နေတယ်ဗျာတင်ပြကြတာပေါ့နော်ဒီမှာတွေ့လားငါသွားခဲ့တာငါတို့မျိုးတော့ငါတီးခဲ့ရတယ်ငါရခဲ့ရတယ်ဒါပေမဲ့မတင်တော့ပါဘူးပြန်တော့ကျွန်တော်ပြမယ်မတင်တော့ဘူးကျွန်တော်ဒီကိစ္စလည်းပတ်သက်လို့ကိုကြီးရရှိနေတော့ပြင်ရမယ်ကိုကြီးလုံးပဲဒီ TikTok ပေါ်မှာဒီကလေးအကြောင်းနဲ့ပတ်သက်လို့ဒါနောက်ဆုံးမှာပဲကျွန်တော်ပြောတာကျွန်တော်ဖုန်းဆက်တော်ရေးလိုက်ရပြီသူတို့မိသားစုတွေနဲ့ကျွန်တော်ကိုကြီးသူတို့ကကျွန်တော်ကိုကြီးလိုတယ်လိုအပ်လာတယ်ကျွန်တော်ကိုကြီးမယ်လိုက်ပါဆောင်ရွက်ပေးမယ်အဲ့ဒါကျွန်တော်ရင်ထဲမှာဖြစ်သွားတဲ့အကြောင်းအရာတစ်ခုကြောင့်နောက်ဆက်တွဲဖြစ်လာတဲ့ခံစားချက်တွေကြောင့်လိုက်ကူပြီးမှာဒါပဲကျန်တာတွေတော့ကျွန်တော်အားလုံးကိုအမှုတောင်းပန်ပါတယ်ဒါကျွန်တော်ကတိတ်စိတ်မရှိဘူးတိတ်စိတ်မရှိဘူးတချို့ကလည်းနားမလဲဘူးသိတယ်မလားနားမလဲတဲ့လူလည်းအပြစ်မပြောပါဘူးသူတို့လည်းသိကျင်တော့လေကိုဆိုလည်းမပြောသေးဘူးကွာဘာညာဒီမျိုးလိုဖြစ်ပါဘူးနော်ဒီကိုဆိုရင်ဗျအနောက်တော်တော်ကြီးစိတ်စေတနာကောင်းပါတယ်ဗျာနော်အရင်တော့ကလည်းဒီကလေးမလေးနဲ့ပတ်သက်ပြီးတော့သူစိတ်ခံစားချက်ကတော်တော်ကြီးကိုသူများတွေထက်အများကြီးကိုကူညီပေးခြင်းနဲ့စိတ်ဆန္ဒရှိတယ်နော်အခုဆိုရင်လည်းသူကိုယ်တိုင်သွားပြီးတော့ဒီကိစ္စကိုသွားပြီးတော့ဖြေရှင်းတာဒီကိုရဲ့စိတ်တက်ကတော့တကယ်ကိုလေးစားဖို့ကောင်းတယ်ဗျာနော်သူ့ရဲ့မျက်ဝန်းတွေမှာလည်းပေါ်နေတယ်ဗျအဲ့တော့ဒါကဒီကလေးနဲ့ပတ်သက်လို့တင်တဲ့ video file ကနောက်ဆုံးမှာကျွန်တော်ပြောတာဒါပေမဲ့အကူကြီးပေးတော့မှသူဖွားနေတယ်ဖုန်းပြောပြီးသူဦးလေးလည်းဖုန်းပြောရတယ်မနေ့ကပြန်လာတော့မှချစ်တုံနဲ့လည်းဖုန်းပြောခဲ့ရတယ်နော်ကျွန်တော်ဓာတ်ပုံမတင်တာတော့စိတ်မထင်ပါတမျိုးမထင်ပါနဲ့ကျွန်တော်အမျိုးမျိုးတောင်းပါတယ်နော်ဒီမှာကြည့်ပါဟိုမှာတော့မြင့်မှန်ပါဘူးပေါ့နော်ဒီမှာကျတော့သူမြင့်မှန်တယ်ဒါလေးတော့ကျွန်တော်ပြမယ်နော်ကျွန်တော်ပို့ထားတဲ့ပုံလေးပြီးဒါကဟိုကလေးမလေးမဟုတ်ဘူးဘာလို့ကြောက်ယူတော့ဆိုရင်လည်းမတက်နိုင်ဘူးနော်ဒီမှာကြည့်ညလုံးကောင်းတဲ့လူဆိုတော့တည်တယ်နော်ကျွန်တော်အားလုံးတကယ်ပါစေတနာအရင်ငံနဲ့ကျွန်တော်လိုက်ကူညီပေးတာပါနော်အဲ့ဒါလေးကျွန်တော်နားလေပြီကျွန်တော်ဘာအောင်တကယ်ကိုကြီးတကယ်ကူညီပေးတာပဲတကယ်ရောက်သွားပြီလားပဲမလို့လမ်းတော်တော်ချင်းချင်းလိုင်းကားလေးလားဆိုကျွန်တော်လည်းချင်းကြီးမကောင်းတော့ဘူးတကယ်နော်ပြောချင်တာကချစ်တုံတကယ်ချီးကျူးလိုက်တဲ့ခရီးတော့ပါတယ်ဘာလို့ဆိုတော့ပြိုလဲနေတဲ့နေသားတော့မဟုတ်ဘူးဒီတန်ရှင်းကြောင့်တော့အပြင်းနေပိုင်းမသွားတာပေါ့နော်ကျွန်တော်ထပ်ပြောရင်လည်းပြဿနာတက်ပြီးညှိအောင်မဆိုလို့ဗျဟုတ်လားအဖြစ်မှန်နေလေနော်ဒီကိစ္စနဲ့ပတ်သက်လို့သူတို့ဘက်ကတောင်းရှိတဲ့လူတယောက်ကလှမ်းမျောထားတဲ့အတန်ဖိုင်ကျွန်တော်မှရှိသေးတယ်သူတို့ဘယ်လိုမျိုးဆက်ဆံထားတယ်ဘယ်လိုမျိုးနှစ်သိမ့်ထားတယ်ဆိုတော့ပေါ့တကယ်ခုလက်ရှိဟိုကလေးမလေးလည်းကြောင်းတက်နေတယ်နော်ဟုတ်လားချစ်တော့အချိန်ကြီးကြောင်းအကြောင်းမတက်ဘူးလို့ဗျာအဲ့တော့ဟိုဘက်ကပညာရေးနဲ့ပတ်သက်တဲ့ဘက်ကပဲနည်းနည်းကြီးအန်ဒီနော်ကျွန်တော်တို့စိတ်တိုးနေတယ်ဟုတ်လားတကယ်တော့ဒီမှာနာမည်လည်းရှိတယ်နော်အန်တီဘာလဲဆိုလည်းသိတယ်ကျွန်တော်ဖုန်းနံပါတ်အတားဖိုင်ရှိတယ်ဟုတ်လားအဲ့လိုတွေမလုပ်ပါနဲ့ကိုယ့်ဘက်ကကလင်ကြီးကြိုင်လည်းကြလိန်ညင်နဲ့လိန်နော်ဒီလားဟိုဘာဒီမဲ့တော့ခလေးကျမ်းမကြီးကြောင့်ဟိုကျွန်တော်အပေါ်ကဟိုဖြစ်နေလို့ဒီဟာတောင်းနေလို့ဘာဖြစ်နေရမလဲလိုက်မလုပ်ပါနဲ့အမှန်တိုင်းပဲဖြစ်ပါစေနော်အနည်းရလိန်ညင်နေအားလေကိုယ့်ပေါင်တွေကိုလှန်ပြီးတော့လိန်ဒီလားတော့ပဲဗျာနော်အားလုံးကျေးဇူးတင်တယ်ကဲဒါတွေကပေါ့နော်ပရာဟိတအကူရဲ့ပေါ့နော်တွားရကိုယ်တိုင်တွားရစုံစမ်းညှိနှိုင်းလို့သိကြတဲ့အကြောင်းစုံပြောပေါ့နော်ဆိုတော့အဆုံးကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေနေ့စဉ်များပုံမှန်တက်ပေးတော့ပါဖြစ်လို့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်တော့ပေးကြပါနော်အားလုံးကျေးဇူးတင်ပါတယ်